အားလုံးပဲမင်္ဂလာပါရှင်ပစုံငပိရေကြိုလေးကြိုးပြမလို့ပဲဖြစ်ပါရဲ့ရှင်တက်တလောက်မတလောက်လေးကြိုးပြရဆိုတော့အမှားပိုင်းခွင့်လွှတ်ပေးကြပါရှင်ပထမဦးဆုံးပေါ့နော်ငရုတ်သီးစိမ်းစက်သွန်ဖြူစက်သွန်နီကိုလှော်ပြီးတော့ထောင်းထားပါမယ်ရှင်ပြီးတော့ဒီငပိရေကြတော့အယိုးဖဲ့ပြီးသားကြိုပြီးသားငပိရေကိုပုတ်ပတ်ဆူအောင်ပြန်တည်လိုက်ပါရဲ့ရှင်အမြုပ်တွေဖယ်လိုက်တယ်ပေါ့နော်ပြီးတော့လော်ပီတာပစွန်လေးကိုထည့်လိုက်ပါတယ်ဆောနာထောင်းထားရဲ့အဖြူနေငရုတ်သီးလေးကိုထည့်လိုက်ပါတယ်ဒီအချိန်မှာပေါ့နော်အချုံမုတ်စားတဲ့သူတွေကလည်းအချုံမုတ်ထည့်လို့ရပါတယ်ကျွန်မကတော့အချုံမုတ်မသုံးထားပါဘူးရှင်ရုပ်သီးချက်မုတ်လေးပါထည့်လိုက်ပါတယ်ကျဲတာမကြိုက်တဲ့သူကနည်းနည်းကြကြတိတ်ပြီးတော့အပြစ်ကလေးစားလို့ရပါတယ်ရှင်ကျမကတော့ကြဲကြဲပဲကြိုက်လို့ကြဲကြဲပဲချက်လိုက်ပါတယ်စားကြပါအောင်ရှင်